အဝိဇ္ဇာပစ္စယသင်္ခါရမတိမှုအဝိဇ္ဇာကြောင့်ကုသိုလ်အကုသိုလ်ကံတွေကိုပြုလုပ်မိကြတယ်သင်္ခါရပစ္စယဝိညာဏကုသိုလ်အကုသိုလ်ကံတွေကိုပြုလုပ်မိကြတဲ့အတွက်ဝိညာဉ်ဖြစ်ပေါ်လာရတယ်ဝိညာဏပစ္စယနာမရူပံဝိညာဉ်ဖြစ်ပေါ်လာခြင်းကြောင့်နာမ်ရုပ်တွေဖြစ်ပေါ်လာရတယ်နာမရူပပစ္စယတလာယရဏနာမ်ရုပ်တွေဖြစ်ပေါ်လာခြင်းကြောင့်မျက်စိနာနာလျှာကိုယ်စိတ်ဆိုတဲ့အာယတနာ6ပါးဖြစ်ပေါ်လာတယ်တလာယရဏပစ္စယဖတ်တော့အာယတနာ6ပါးဖြစ်ပေါ်လာခြင်းကြောင့်ထွေထီမှုတွေဖြစ်ပေါ်လာတယ်ဖတ်တာပစ္စယဝေဒနာတွေ့ထိမှုတွေဖြစ်ပေါ်လာခြင်းကြောင့်အကောင်းဆုံးခံစားမှုတွေဖြစ်ပေါ်လာရတယ်ဝေဒနာပစ္စယတနာအကောင်းဆုံးခံစားမှုတွေဖြစ်ပေါ်လာခြင်းကြောင့်နှစ်သက်မှုတွေစတင်ဖြစ်ပေါ်လာတယ်တဏှာပစ္စယဥပါဒနာနှစ်သက်မှုဖြစ်ပေါ်လာခြင်းကြောင့်ဆွဲလန်းမှုတွေဖြစ်ပေါ်လာတယ်ဥပါဒနာပစ္စယဘဝဆွဲလန်းမှုဖြစ်ပေါ်လာခြင်းကြောင့်ဘဝစတင်ဖြစ်ပေါ်လာတယ်ဘဝပစ္စယဇာတိဘဝစတင်ဖြစ်ပေါ်လာခြင်းကြောင့်မွေးဖွားခြင်းတွေဖြစ်ပေါ်လာရတယ်ဇာတိပစ္စယဇရာမရဏံတောကပရိဒေဝဒုက္ခဒေါမနတုပါယတာတမ္မောတိမွေးဖွားခြင်းကြောင့်အိုခြင်းတေခြင်းစိုးရင်ပူဆွေးခြင်းငိုကြွေးခြင်းကိုယ်စိတ်ဆင်းရဲခြင်းပြင်းစွာပူပန်ခြင်းဆိုတဲ့ဒုက္ခတွေဖြစ်ပေါ်လာရတယ်ဧဝမေတ္တကေဝလတဒုက္ခခန္ဓတတမူရိယောဟောတိဤပုံဤနည်းဖြင့်ဒုက္ခအစုတသက်မြတ်တာဖြစ်သောတရားတော်သည်အစဉ်အတိုင်းဖြစ်ပေါ်လာရတော့တယ်